Hello အားလုံးပဲမင်္ဂလာပါ Checking Blog ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခုတီယာခင်ကရန်ကုန်သွားတဲ့ blog လေးကိုရိုက်ပြထားပါပဲဖြစ်ပါတယ် so let's start guys ပြီးတော့ပြင်ဆင်ရရှိရပြင်ဆင်ပါတယ်မျက်နှာသေးယူချိုးပါတယ်ပြီးရရင် breakfast စားပါတယ်ဒါကတော့ကျွန်တော်ရဲ့ outfit ကလေးဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းပါပဲကျွန်တော်တို့9:28မှာစတင်ထွက်ခဲ့ပါတယ်ကျွန်တော်တို့ဂျားထဲမှာပေါ့နော်ညမှုမှာခဏတစ်ဖြုံးနာခဲ့ပါတယ်ဒီရဲ့ပေါ့နော်အခွေကြံပြူရင်းသဘင်ရာယူလဲပြူခဲ့ရပါတယ်အဲ့လိုကိုမြင်တော့လဲမြင်ဝမ်းနေမိပါတယ်ပေါ့နော်10 နာရီတမိနစ်မှာအမြန်လမ်းကိုရောက်ရှိခဲ့ပါတယ်အမြန်လမ်းကိုရောက်ရှိပြီးတော့12 နာရီခွဲအဲ့လောက်မှာပေါ့နော်နေ့လည်စားစားခဲ့ပါတယ်နေ့လည်စားတော့ဘေးဆိုင်မှာစားခဲ့တယ်လည်းမသိဒါပေမဲ့အရသာတော့အရန်ကောင်းပါတယ်ရန်လာလို့ပေါ့နော်စမ်းစက်ကလေးအရန်လာလို့ရိုက်ခဲ့တာလေးဖြစ်ပါတယ်ဟိုစပြီးရောက်ဝင်လာပါမျိုးတယ်တော့မဟုတ်ပါဘူး 2 hours later ဟိုတယ်နာမည်က Grand Valley ဖြစ်ပါတယ်ကျွန်တော်ထိုင်ရပြတာလို့အိပ်ပါတော့မယ်အမေတက်တာပါ the next day morning ပါ morning ပါဆိုတော့ကျွန်တော်ဒီဘယ်နော် breakfast သွားစားပါမယ်ဒါတော့ outfit ဖြစ်ပါတယ် today outfit တော့ breakfast သွားစားမယ်အကြောင်းလေးကိုပြောနေလို့ဖြစ်ပါတယ်ကင်မရာမကောင်းပါနဲ့ပေါ့နော်ဒီအရာတော့ outfit ကိုပြနေရဖြစ်ပါတယ်ကျွန်တော်တို့ breakfast ကတော့သူတို့ကြာစံကြော်တွေထမင်းဖြူထမင်းကြော်ကျွေးပါတယ်မကြရင်ဒီနေ့ကိန်းမဟိုဘက်မှာကိတ်ကလေးလည်းရှိရယ် coffee ရှိရယ်ပမုတ်မီကင်လေးလည်းရှိတယ်ပြီးတော့တက်ချိုချင်းပေါ့နော်ပြီးရင်ဝတ်တာကုန်းမောင်ပေါ့နော်ပြီးရင်ရွက်ကလေးလည်းထားပေးထားရပြီးရင်အာရှပေါ့နော်အာရှအတုပ်ပေါ့နော်အဲ့လို asian အတုပ်လည်းထားပါတယ်တော်တော်များထားရပါတော့ကျွန်တော် India first day of what is ဆိုတော့ watermelon juice တိုက်ပါတယ်စားလိုက်ပါဦးဗျာကျွန်တော်တို့ breakfast စားပြီးတော့ဘယ်ကိုသွားလဲဆိုတော့ကျွန်တော်တို့မြန်မာပလာဇာကိုရောက်ခဲ့ပါတယ်မြန်မာပလာဇာကိုရောက်ရှိခဲ့ပါတယ်ဒါကျွန်တော်အမရောပါပါလေမြန်မာပလာဇာကိုဝင်နေပြီဝင်နေပါဗျာပေါ့နော်ဒီကမို့ဒီမချင်းလေးပေါ့နော်အဲ့ဒါလေးကို flavor မျိုးစုံလေးရတယ်ပေါ့နော်ကျွန်တော်ကတော့ blueberry ရဲ့ပြီးရင်တက္ကမတီရဲ့ပဲပေါ့နော်အဲ့ flavor ရွေးခဲ့ပါတယ်အရသာလေးကချင်းလေးနဲ့ပေါ့နော်တော်တော်လေးစားကောင်းပါတယ်ငကမောက်တီရလည်းဒီလိုမျိုးချင်းစင်လေးပေါ့နော်တော်တော်စားကောင်းပါတယ်ကျွန်တော်တို့ဒီဟာလေးကတော့နော် Alibaba Listman ကိုပေါ့နော် like ရှာနေရဖြစ်တာမတွေ့သေးဘူးတကယ်တမ်းအဲ့ဟာထောင်းနယ်လေးမှာကြောင်းမှာရောက်နေရပေါ့နော်လက်ကတော့မရှုပ်သေးပါဘူးဒီလိုပိုက်စားလေးဆိုပြီးတော့Coco Food မှာထိုင်မှာဝင်စားခဲ့ပါတယ်ဝင်စားခဲ့ကျွန်တော်တို့ဒါလို့ဒီလိုဆိုတော့ဒီတော့ပကအကြီးကြီးကိုပေါ့နော်9000တူတူလေးကြားခဲ့ပါတယ်သူတို့က Korean လေးချိန်နေဖြစ်ပါတယ်ကျွန်တော်တို့အချိန်မှာတက်မေးပါတယ်တက်သားလုံးပါတယ်ပေါ့နော်ဆုံးတော့ပေါ့နော်အဲ့ဘောနော် lunch ပြီးတော့ liver bar releasement ကိုတွေ့ရှိသွားပြီဖြစ်ပါတယ်ဘုံချင်းမှာအမီရုပ်ကြီးအများကြီးထားတော့တော်တော်လေးကိုကောက်ချင်စိတ်ပေါ့ပါတယ်ပေါ့နော်ဝင်းချင်းမှာကတ်သွားလုပ်ပါတယ်ကတ်သွားလုပ်ပြီးတော့ကတ်နေမှာကျွန်တော် white နေရပေါ့နော်တောင်းဖို့ထည့်ခဲ့ပါတယ်ကလောက်ခါကတော့ပေါ့နော်9000ကျတင်ပါတယ်အဲ့တော့ကျွန်တော်တို့2000ပဲရှင်းခဲ့ရပါတယ်အဲ့ဒါတော့တိတ်ကမရပါဘူး point ကတော့ point 20ကုန်ပါတယ်ခါတလားလေးတစ်ခါကောက်လို့ရှင် point 20ဖြစ်ပါတယ်ဒါပေမဲ့တန်တာတော့ကြပါတယ်တော့တချင်းနဲ့ပုတ်ကန်အဲ့ကစပတ်ကပေါ်ကျွန်တော်ခါကစားပါတယ်တော့တစ်ခါပလေးလို့ရှင်ပေါ့နော်15 point ပေါ့နော်တို့ဆိုတော့ဒီရုပ်ကလေးထောင်းထားတဲ့ဟာလေးကိုတော့ပုံနဲ့ပြရတဲ့
ရှင်ပေါ့နော်15ဝိုင်းကြာတင်ပါတယ်ဒါပေမဲ့အဲ့ဒါလည်းတကယ်လွယ်တယ်ပေါ့တော်တော်လေးလွယ်ပါတယ်ဖြစ်ပါတယ်အဲ့ဒါ462 point ဖြစ်ပါတယ်တကယ်တမ်းပုံကြောင့်4တောင်ကျော်ပေါ့ကုန်ပါတယ်အဲ့ဒီတော့ကျွန်တော်ဘာမှတော့မရခဲ့ပါဘူးအလီဘာလည်းထွက်လာပြီးတော့ဒီဘွေလုတ်ကနာမှာမုံဝစားခဲ့ပါတယ်ဘယ်လိုမျိုးဆိုကျွန်တော်အမှန်တိုင်းမှာပဲမြန်နေတဲ့ဟာတွေဖြစ်ပါတယ်ဘောနော်ဒီ time city အဲ့ဘောနော်မူ time city မှာပေါ့သူတို့စီတန်းလေးရှိရပေါ့စီတန်းလေးတွေရတယ်အင်ကြီးဆိုင်လေးတွေရှိရမုံဆိုင်လေးတွေရှိတယ်ဒီဖက်နက်ဆိုင်လေးတွေပေါ့နော်ဖက်နက်ဆိုင်တကြီးမြောက်အင်ကြီးဆိုင်များတယ်ပေါ့ street trail လေးလည်းရှိရပြီးဆိုင်လေးလည်းရှိရပေါ့နော်တော်တော်လေးတွေမိုက်ပါတယ် basic top လေးလည်းလာတယ် BBT လေးလည်းလာတယ်ပေါ့ကျွန်တော်ခေါင်း interest လေးလည်းတော့လာပါတယ်သူတို့ပေါ့နော် accessory ပေါ့နော် main လေး accessory လေးလည်းရှိပါတယ်ရန်ကုန် mainland နဲ့ပြီးတော့ဒီ day 1ကိုရိုက်ထားတာဖြစ်ပါတယ် day 2 day 3တွေမှာပြလို့ကြတယ်နော်